ဒီနေ့ကတော့ဝတ်တနီချက်ဝတ်သားအချိုချက်ချက်စားမှာပါဝတ်သားအချိုချက်ချက်ပေါ်ဝတ်သား25ချက်သားကိုရေးဆေးပြီးတော့စားချက်သားမုံဗနီဂါနဲ့ကိုကီဝိုင်နဲ့ငယ်ထည့်ပြီးတော့တနားရီလောက်နှက်ထားပါမယ်ချက်သွန်ဖြူနဲ့ချက်သွန်နေရတော့ကိုကြိုက်တဲ့လောက်ထည့်ပါဒါကတော့တကြားပါတကြားတော့ table spoon တစ်စုံထည့်ပါတယ် table spoon ကတော့ထမင်းစားစုံပေါ့နော်ထမင်းစားစုံတစ်စုံထည့်ပြီးတော့တကြားကိုအယောင်လေးပြောင်းပြီးညိုလာသည့်ဒီစီနဲ့ကြော်ရမှာပါအဲ့ဒီမှာတကြားကိုအမြုပ်နေထွက်သေးဒီချစ်သွားအောင်ကြော်လို့မဖြစ်ပါဘူးနည်းနည်းညိုလာပြီးဆိုတတိထားပါတကယ်လို့ဒီရောင်ပြောင်းလာခဲ့ပြီဆိုရင်တော့ဝတ်သားထည့်လို့ရပါပြီဝတ်သားထည့်ပြီးရင်ဝတ်သားမှာလည်းအယောင်လေးတည်အောင်နှက်ဆက်အောင်တကြားနဲ့နှက်အောင်မွေးရမှာဖြစ်ပါတယ်ဒီနေရာမှာအယောင်ကတိတ်ပြီးတော့မတက်ဘူးတကြားနဲ့တော့လေအဲ့တော့အယောင်နည်းနည်းရဖို့အတွက်ဓာတ်ဆိုရဆော့ထည့်ပါမယ်ဓာတ်ဆိုရဆော့နည်းနည်းထည့်ပါတယ်ဘာလို့လဲဆိုတော့အယောင်တိတ်မတက်လို့တကြားထည့်တာနည်းလို့ဒီမှာတကြားကလည်းအရင်ချိုမစားချင်တော့တကြားထည့်တာနည်းနည်းတော့နော်ကြောင်ဓာတ်ဆိုရဆော့နည်းနည်းထည့်ထားပါတယ်ပြီးရင်ဂျင်းရဲ့ချက်သွန်ပြူရဲ့ထောင်းထားတာလေးကိုဝတ်သားအနံ့ပြောက်အောင်မွေးအောင်ထည့်ပြီးတော့လုံးမှာပါထည့်လုံးပြီးတော့ဂျင်းနဲ့ချက်သွန်ပြူနဲ့တော်တော်နွန်းပြီးတော့အနံ့လေးမွေးသည့်အထိဖြစ်လာရင်ရေထည့်ပါမယ်ရေထည့်ပြီးတော့သူ့ကို10မိနစ်လောက်တည်ထားပါအောင်မယ်ရေမရှိတော့ဘူးဆိုပြီးရင်10မိနစ်လောက်တည်ပြီးလို့ရေမရှိတော့ဆိုရင်တော့ဇောင်းတော့ချက်သွန်အဖြူနဲ့အနီကိုကြိုက်တဲ့လောက်ထည့်လို့ရပါတယ်ချက်သွန်ဖြူနဲ့နီထည့်ပြီးတော့သူတို့ကိုနှံ့အောင်မွေးပြီးရင်ရေထည့်ပြီးရင်15မိနစ်သို့မဟုတ်မိနစ်20ပေါ့နော်လောက်ကိုအဖုံးအုပ်ပြီးတော့ချက်ထားမှာပါဖင်ကတ်မသွားအောင်လည်းမကြခဏဖွင့်ပြီးတော့မွေးပေးလို့ရပါတယ်ဒီမှာချက်သွန်အဖြူအနေနဲ့အကုန်လုံးချက်သွားပါပြီဝတ်သားလည်းနူပါပြီစားလို့ရပါပြီ